မင်္ဂလာပါဒီနေ့တော့ပေါ့ပေါ့ပါပါလေးနဲ့ကော်ရခါသီးအစိမ့်တုပ်ကိုရှယ်တုပ်စားမှာပဲဖြစ်ပါတယ်အရင်ဦးဆုံးရေတန့်ပကံထဲကိုရှာလကာရေးထည့်ပေးပါပြီးတော့ရင်တော့ကျွန်တော်တို့ချစ်ထားတဲ့ကော်ရခါသီးလေးကိုထည့်စိမ်မှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့တစ်နာရီလောက်ထည့်စိမ်ထားပါတယ်ဟင်းချက်လေးတွေအပြင်ထိုင်းမှာကျွန်တော်စေးရုံစကပြန်လေစိတ်အကျိုးအဖို့နဲ့ဗီဇာလုပ်ငန်းအမျိုးမျိုးကိုလုပ်ကိုင်တဲ့အတွက်လာရောက်ဆက်သွယ်မိမြန်လို့ရပါတယ်စာလေးပို့ပြီးတော့ကျွန်တော်ကိုဆက်သွယ်မိမြန်ပေးပါတနအီကြောင်စိမ်ပြီးွားပြီဆိုရင်တော့ရေနဲ့တေချာပြန်ဆေးပေးပါရေစစ်ပြီးွားပြီဆိုရင်တော့ပစွန်ကြောင်မှုတ်ထည့်ပေးပါနှမ်းလှော်ပြီးသားကျွန်တော်အသုံးပြုထားပါတယ်ပဲအကြက်မှုတ်တမယာသီးကတော့မြများလေးထည့်ပေးပါရှာလကာရီနဲ့ကကျွန်တော်တို့ဆေးထုတ်လိုက်တဲ့အတွက်အချင်တက်လုံးဝမရှိတော့ပါဘူးစားအနှဲငယ်ထည့်ပေးပါဒီနေရာမှာငါးငက်ပြားကြီးထည့်ခြင်းလည်းရပါတယ်အချို့မှုတ်အနှဲငယ်ဒါကတော့ကျွန်တော်ကြက်သွန်ဒီစီချက်ကိုပြန်ပြီးအသုံးပြုထားတာပဲဖြစ်ပါတယ်စီချက်ချက်ထားတဲ့စီကိုပြန်ပြီးသုံးထားတာပါအချို့တော့လေးပဲစားခြင်းတဲ့အတွက်ကျွန်တော်အဆက်ကိုမထည့်ထားတာပါဘူးမိမိတို့ကအဆက်စားခြင်းနဲ့ဆိုရင်တော့ငရုတ်သီးလော်မိုးတော့မဟုတ်ငရုတ်သီးစိမ်းကိုထည့်လို့ရပါတယ်ကျွန်တော်ကကျွတ်ကျွတ်ကလေးနဲ့ချိုချင်တုပ်လေးဖြစ်တဲ့အတွက်ဒီတိုင်းလေးကိုပဲကျွန်တော်တုပ်စားတာပဲဖြစ်ပါတယ်ဘေးနိုင်ငံကပဲဝင်လာထိုင်းလေစိတ်မှာတစုံတရာရိတ်ခဲ့ကြီးရှိတော့ပြန်ပေးမလို့တည်ရှိတော့ကျွန်တော်ကိုချက်ချင်းဆက်သွယ်ပေးပါနိုင်ပိုင်းအတွင်းရအောင်ကျွန်တော်လောက်ကင်ဆောင်ရွက်ပေးပါတယ်ဟင်းနေချက်တာတဲ့ဆိုင်ကျွန်တော်ကော်ရခါသီးကိုအစိမ့်တုတ်တာလေးကိုပို့ပြီးကြိုက်သွားပါတယ်တော်တော်လေးလဲစားကောင်းပါ